ကြမ်းဖက်စစ်အုပ်စုကမြန်မာပြည်သူလူထုအပေါ်အကြမ်းဖက်မှုတွေတိုးမြင့်ကျူးလွန်လာမှုနဲ့ဆက်လင်းတဲ့ထုတ်ပြန်ချက်တစ်စောင်ကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက2025ခုနှစ်မတ်လ19ရက်မှာထုတ်ပြန်ပါတယ်။အဲဒီထုတ်ပြန်ချက်အပြည့်အစုံမှာအပိုက်1နိုင်ငံတကာ၏အာရုံစိုက်မှုများသည့်ယူကရိန်းအရေးပေါ်၌သာဆက်ရှိနေရာအာဆီယံအနေဖြင့်မြန်မာနိုင်ငံရှိပုံမှုဆိုးရွားလာသောအကြက်တဲကိုဥဆောင်၍ကင်တွယ်ဖြည့်ရှင်းနိုင်မည့်အရေးပါသည့်အခွင့်အလမ်းတစ်ရပ်ရှိနေပါသည်အာဆီယံပြည်ညင်စာတမ်းမှပေးအပ်ထားသည့်လုပ်ပိုင်ခွင့်များအရအာဆီယံသည်ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုပံ့ပိုးကူညီရန်အတွက်အဓိပ္ပာယ်ပြေဝသည့်အရေးယူဆောင်ရွက်မှုများကိုလှုံ့ဆော်နိုင်စွမ်းရှိပါသည်အပိုက်နှင့်မြန်မာပြည်သူလူထုသည်နေ့စဉ်နှင့်အမျှကြီးမားလာသည့်ဆင်းရဲဒုက္ခများစွာကိုရင်ဆိုင်ကြုံတွေ့နေရသည့်ဖြစ်ရာတိကျပြတ်သားသည့်အရေးယူဆောင်ရွက်မှုများကိုအရေးတကြီးလိုအပ်လျက်ရှိပါသည်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ရှိဖုန်ကြီးကျောင်းအားမကြာသေးမီကလေကြောင်းတိုက်ခိုက်မှုနှင့်နိုင်ငံအနှံ့ကျေးရွာများကိုဖျက်ဆီးမှုများကဲ့သို့သောအကြမ်းဖက်စစ်အုပ်စု၏စစ်ရေးတိုက်ခိုက်မှုများကြောင့်ပြည်သူလူထုမှနေအိမ်များမှအတင်းအကျပ်ဆွန့်ခွာထွက်ပြေးနေကြရပြီးစာသင်ကျောင်းနှင့်ဆေးရုံကဲ့သို့သောအရေးကြီးအဆောက်အဦများဖျက်ဆီးခံကြရကအကြီးအကျယ်ဒုက္ခရောက်နေကြသည်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ2023ခုနှစ်မှ2025ခုနှစ်မတ်လ16ရက်နေ့အထိမှတ်တမ်းတင်ထားသောအချက်အလက်များအရအကြမ်းဖက်စစ်အုပ်စုသည်အရက်သားပြည်သူဆိုင်ရာနေရာများအားလေကြောင်းတိုက်ခိုက်မှု2190ကြိမ်ပြုလုပ်ခဲ့ပြီးရင်းတိုက်ခိုက်မှုများကြောင့်ကလေးသူငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ရသည်အကြမ်းဖက်စစ်အုပ်စု၏အများပြည်သူဆိုင်ရာနေရာများအားမစင်မချင်းတိုက်ခိုက်မှုနှင့်ကလေးသူငယ်များအားထိခိုက်သေးကျေစေမှုများသည်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်နေုံသာမကကလေးသူငယ်များ၏အသက်ရှင်သန်ခွင့်ဖွံ့ဖြိုးတိုးတက်ခွင့်ပါဝင်နိုင်ခွင့်နှင့်ကာကွယ်ဆောင်ရှောက်မှုရပိုင်ခွင့်များကိုအာမခံပေးထားသည့်ကလေးသူငယ်များအခွင့်အရေးဆိုင်ရာဂျနီဗာသဘောတူစာချုပ်ကိုလည်းချိုးဖောက်ရာရောက်သည်အပိုင်3မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ရှိဘာသာရေးဆိုင်ရာနေရာများနှင့်အရက်သားပြည်သူများအပေါ်ရည်ရွယ်ချက်ရှိပြစ်မှတ်ထားတိုက်ခိုက်နေမှုများသည်မြန်မာနိုင်ငံတွင်လူသားချင်းစာနာမှုဆိုင်ရာအကျပ်တဲ၏ဆိုးရွားလျက်ရှိသည့်အခြေအနေကိုဖော်ပြလျက်ရှိသည်အကြမ်းဖက်စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများကြောင့်အရက်သားသေဆုံးမှုဆက်လက်မြင့်တက်နေပြီးအရေးကြီးသောအခြေခံအဆောက်အဦများလည်းပိုမိုဆုံးရှုံးလာသည်ဖြစ်ရာမြန်မာပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရန်နှင့်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမှုများကိုထိန်းသိမ်းရန်အတွက်ခိုင်မာအားကောင်းပြီးစီးလုံးညီညွတ်သည့်နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်ချက်များကိုအရေးတကြီးလိုအပ်လျက်ရှိပါသည်အပိုင်၄အာဆီယံအဖွဲ့အနေဖြင့်ယခုအချိန်တွင်ဘုံသဘောတူညီချက်၅ချက်ကိုကျော်လွန်ကာမြန်မာပြည်သူလူထု၏ဆန္ဒများနှင့်ကိုက်ညီသောမြန်မာပိုင်မြန်မာဦးဆောင်သည့်လုပ်ငန်းစဉ်တစ်ရပ်ကိုပံ့ပိုးကူညီပေးနိုင်ရန်တိကျပြတ်သားသည့်ဆောင်ရွက်ချက်များချမှတ်ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများရှိနေပါသည်ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးရရှိစေရန်အတွက်တရားဝင်ဒီမိုကရေစီအင်အားစုများပြန်လည်ထူထောင်နိုင်ရန်မှာမရှိမဖြစ်လိုအပ်ပါသည်တရားမဝင်ဆရာနာသိမ်းမှုကြောင့်ဖြစ်ပေါ်နေသည့်ပဋိပက္ခနှင့်မြန်မာပြည်သူလူထုအပေါ်ဆက်လက်ကျူးလွန်နေသည့်စစ်အုပ်စု၏အကြမ်းဖက်မှုများကိုကင်တွယ်ဖြေရှင်းနိုင်ရန်အတွက်ရဲရင်ပြီးထိရောက်သည့်ဆောင်ရွက်ချက်များကိုချမှတ်ဆောင်ရွက်ခြင်းအပြင်မလေးရှားနိုင်ငံ၏ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှုအောက်တွင်အာဆီယံအနေဖြင့်လူ့အခွင့်အရေးနှင့်ဒေသတွင်းလုံခြုံရေးပေါ်ထားရှိသည့်ကတိကဝတ်များကိုဆက်လက်ဆောင်ထိန်ရန်တိုက်တွန်းအပ်ပါသည်အပိုင်ကယခုအချိန်ခါသည်မြန်မာနိုင်ငံရှိပြည်သူတဦးချင်းစီတိုင်း၏တရားမျှတမှုငြိမ်းချမ်းမှုနှင့်ဂုဏ်သိက္ခာတို့ကိုပြန်လည်ဖော်ဆောင်ပေးနိုင်မည့်ဆောင်ရွက်ချက်များကိုပြတ်ပြတ်သားသားဆောင်ရွက်ရမည့်အချိန်ဖြစ်ပါသည်နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရလို့ဖော်ပြပါရှိပါရရှင်